Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ပေါ့နော် software engineering software development စတဲ့ career တွေကိုကျွန်တော်ဝင်တော့မယ်ဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော်ဒီရဲ့အချက်တွေကိုကျွန်တော်တီးတီးချာချာလေးလေ့လာပြမှာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်စပြီးတော့လေးလာခဲ့တော့ပေါ့နော်ဒါတွေကိုကျွန်တော်အနေနဲ့မလေးလာမိခဲ့ဘူးပြီးတော့မှကျွန်တော်အနေနဲ့နောက်ပိုင်းမှာတစ်ဖြည်းဖြည်းလေးလာရင်လူများတွေပြောတာကိုကြားရင်လည်းကျွန်တော်ထပ်ပြီးတော့လေးလာဖြစ်တယ်ပေါ့နော်အဲ့လိုနဲ့ဒီစင်ကိုကိုဒါတူတန်အောင်လုပ်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ပေါ့အခုနေချိန်မှာကျွန်တော်ဒါပြန်ပြီးတော့လေးလာရမယ်ဆိုရင်ကျွန်တော်ဒီຢာတွေကိုကျွန်တော်တည်တည်ချာချာလေးလေးလာဖြစ်မှာဖြစ်ပါတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီကောင်တွေကအရန်ကိုအရေးကြီးတယ်ပေါ့နော်။အထူးသဖြင့်ဒီလိုမျိုး AI တိုးတက်လာခဲ့ကြမှာကျွန်တော်အနေနဲ့ဒီကောင်တွေကိုနားလည်ထားဖို့အရန်နဲ့ကိုလိုအပ်ပါတယ်။ Okay အဲ့ဒီကဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့အတူတူဗီဒီယိုလေးဆက်ပြီးတော့ကြည့်လိုက်အောင်။ Okay ဒီထဲမှာဘယ်ချက်တွေပါလဲဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်စပြီးတော့ပြန်ပြီးတော့လေ့လာဖြစ်မဲ့ဟာတော့ကျွန်တော်တို့ဒါ foundation ပေါ့နော် step 1 foundation ဖြစ်တယ်ကျွန်တော်တို့ဒါ programming language တွေပဲဖြစ်ပါတယ် programming language တွေကိုကျွန်တော်ကဘာကြောင့်ဒီမှာထည့်ထားလဲပေါ့နော်ကျွန်တော်ဒီဘက် AI KG ထဲမှာကျွန်တော်အနေနဲ့ဒါတွေကိုဘယ်လောက်ထိလေ့လာဖို့လိုအပ်နေလားလို့ချို့လူတွေလည်းထင်ကောင်းထင်ကြလိမ့်မယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဒါကလုံးဝကိုလိုအပ်ပါတယ် 100% လိုအပ်ပါတယ်သူကသူ AI တွေဘယ်လောက်ကောင်းကောင်းဘယ်လောက်တက်နေပါစေကိုယ်တိုင်းသိမှ AI ကိုခိုင်းလို့ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီရဲ့ဟာတွေကိုကောင်းကောင်းကြီးနားလည်တာကိုလိုအပ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီရဲ့ career ကိုကျွန်တော်ပြန်ပြီးတော့စရမယ်ဆိုရင်ကျွန်တော်ဒီ programming language တွေကနေကျွန်တော်အရင်ဆုံးစမှာဖြစ်ပါတယ် Okay programming language ထဲမှာဆိုရင်ကျွန်တော်ကပထမဆုံးပေါ့နော်ကျွန်တော်အရင်တော့ကစရတာကတော့ကျွန်တော်ဒါ C# နဲ့ကျွန်တော်အရင်ဆုံးစပြီးတော့သင်တယ်ပြီးတော့မှပဲကျွန်တော် JavaScript Python Golang စသဖြင့်ပေါ့နော်ကျွန်တော်တခြားသောဟာတွေဆက်ပြီးတော့လေ့လာဖြစ်တယ်ပေါ့နော်ဒီမှာသာကျွန်တော်ကဒါပြန်ပြီးတော့စပြီးတော့လေ့လာမယ်ဆိုရင်ကျွန်တော်အနေနဲ့ကအရင်ဆုံးကျွန်တော် Python ကိုလေ့လာဖြစ်မှာဖြစ်ပါတယ်။ဘာလို့ Python ကိုကျွန်တော်ကရွေးချယ်ရလဲပေါ့နော်။ Python ရွေးချယ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ကဒီကောင်ကကျွန်တော်အနေနဲ့ပေါ့နော်အခုမှစပြီးတော့လေ့လာမယ်ဆိုရင်ဒီကောင်ကအရန်တဲ့ကိုကျွန်တော်တို့အရန်တဲ့ကိုအဆင်ပြေတယ်လွယ်ကူတယ်ဒါ programming language နဲ့ရင်းနှီးကျွမ်းဝင်မှုကိုမြန်မြန်ဆန်ဆန်ရစီတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ကဒီ Python ကိုအရင်ဆုံးလေ့လာမှာဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ Java သို့မဟုတ်ရင် C# ကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့လေ့လာပြင်မှာဖြစ်ပါတယ်ကျွန်တော် C++ တွေ CD ကိုတော့ကျွန်တော်မသွားတော့ဘူးပေါ့နော်ဒါ external နဲ့ကျွန်တော်အပြန်နေပြီးတော့လေ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဆန္ဒရှိလို့ C++ C တွေကိုလေ့လာမယ်ဆိုလို့ရတယ်ပေါ့နော်ပို့ပြီးတော့ကောင်းပါသေးအဲ့ဒါဆိုရင်ကျွန်တော်ဒါ garbage collection လုပ်တဲ့အားတွေ memory management တွေဒါတွေကိုပို့ပြီးတော့ကျွမ်းကျင်တယ်ပေါ့နော်အဲ့ဒီအကြောင်းတွေပို့သိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ Java နဲ့ C# ကိုပဲကျွန်တော်ကတော့ဒီမှာလေ့လာဖြစ်မှာဖြစ်ပါတယ်။ Okay ဒီနှစ်ခုကိုကျွန်တော်တို့လေ့လာပြီးပြီဆိုရင်ကျွန်တော်တို့လည်းဘာတွေရစီလဲဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ static dynamic ရဲ့သဘောတရားတွေကိုကျွန်တော်တို့အနေနဲ့ပို့ပြီးတော့သိရတယ်။ပြီးလို့ရှိရင်နောက်ထပ်အရေးကြီးတာကတော့ OOP ပေါ့နော်ကျွန်တော်တို့ဒီ object oriented programming ဒါကိုကျွန်တော်တို့အနေနဲ့ဒါကောင်းကောင်းနားလည်လာမယ် inheritance တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ abstract လောက်တာတွေပြီးရင် polymorphism တွေစသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီ OOP structure မှာပါဝင်တယ်ကျွန်တော်တို့ဒါ four pillar တွေကိုကျွန်တော်တို့အနေနဲ့ဒါယင်းဒီကြောင်းဝင်မှုရတော့မှာဖြစ်ပါတယ်။ Okay ရတာပြီးလို့ရှိရင်တစ်ဆက်ထဲမှာပေါ့နော်ဒီ programming နယ်ပယ်ကိုကျွန်တော်တို့ကစပြီးတော့လုပ်ပြီးကျွန်တော် software engineer ပဲလုပ် software developer လုပ်ဘယ်လိုပဲကောင်းစဉ်တက်တက်ဒီ programming နဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့လောက်ကင်ပြီးဆိုတာနဲ့ကျွန်တော်တို့ GitHub ကိုကျွန်တော်တို့အနေနဲ့တည်ဖို့လိုအပ်ပါတယ်။အခုဆိုရင်ပို့တော့အောင်ဆိုရဗျာကျွန်တော်တို့ file coding ပဲလုပ်လို့ဘာပဲလုပ်ကျွန်တော်အနေနဲ့ deployment လုပ်ချင်တယ်ဆိုရင် GitHub ကိုကျွန်တော်တို့အနေနဲ့မဖြစ်မနေချိန်ဖို့လိုအပ်တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်လို့ကိုကဒီ GitHub ကိုကျွန်တော်အနေနဲ့လေ့လာဖို့လိုတယ်ကျွန်တော်တို့ဒီ step တိုင်းပေါ့နော်ကျွန်တော် Python သင်မယ် Java C# နှစ်ခုတည်းတစ်ခုသင်မယ်ပြီးလို့ရှိရင်ကျွန်တော် OOP structure တွေကိုနားလည်အောင်လုပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ GitHub တွေကိုကျွန်တော်တို့အနေနဲ့စပြီးတော့လေ့လာကြမှာပေါ့နော်ဒါကတော့ကျွန်တော်သွားမယ့်ပုံစံပေါ့နော်အခုချိန်မှာကျွန်တော်အနေနဲ့သွားမယ့်ပုံစံ Okay အဲ့ဒါပြီးရင်တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ကဒါဒီရဲ့ foundation တွေကျွန်တော်ပိုင်နိုင်သွားပြီကျွန်တော်ကျွမ်းကျင်ခြင်းဖြစ်သွားပြီဆိုရင်နောက်တစ်ဆင့်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒါတွေကိုပို့ပြီးတော့ကျွမ်းကျင်အောင်အတွက် data structure နဲ့ algorithm ကိုကျွန်တော်ဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ကျွန်တော်အရင်တော့ကဒီ programming ကိုစပြီးလေ့လာတော့ဆိုရင်ကျွန်တော် data structure နဲ့ algorithm ဆိုတာကျွန်တော်လေ့လာအောင်မလေ့လာခဲ့ဘူးပေါ့နော်ကျွန်တော်နောက်ပိုင်းမှာပဲကျွန်တော်ပြန်ပြီးတော့ကို set study လုပ်တယ်ပြီးလို့ရှိရင်ပြန်လေ့လာတယ်ပေါ့နော်အဲ့လိုလုပ်ပြီးတော့ကျွန်တော်နားလည်လာဖြစ်တယ်ပေါ့နော်ကျွန်တော် data structure ဆိုလို့ကျွန်တော် object ရယ်ပြီးရင်ကျွန်တော်ဒီ array structure တွေပေါ့နော်ဒါတွေကိုပဲကျွန်တော်အာရုံစိုက်ပြီးလေ့လာခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ဖြတ်လန်းနည်းနဲ့ကျွန်တော်လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ပါဒါပေမဲ့အခုမှစပြီးလေ့လာမယ်သူတွေအနေနဲ့ဆိုရင်တော့ဖြတ်လန်းနည်းမသုံးပါနဲ့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒါအကုန်လုံးကိုရအောင်အခြေခံနေပိုင်နိုင်အောင်လေ့လာဖို့လိုအပ်ပါတယ်
Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီ networking basis တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့လေ့လာဖို့လိုအပ်ပါတယ် networking basis တွေမှာဒီ HTTP ရဲ့ဟာတွေကဘယ်လိုမျိုးအလုပ်လုပ်လဲ HTTPS ကပါလဲပြီးရင်ကျွန်တော်တို့ဒီ client တွေ server တွေကဘယ်လိုမျိုးတွေသွားလဲဒီကျွန်တော်တို့ computer တစ်လုံးနဲ့တစ်လုံးချိတ်ဆက်တာဘယ်လိုမျိုးလုပ်လဲ internet တွေကဘယ်လိုမျိုးသွားလဲ OSI level ပေါ့နော်OSI layer တွေဒါတွေကိုကျွန်တော်တို့အနေနဲ့ဒီဖို့လွယ်တယ်ပေါ့နော်ဒါမှကိုက backend သွားပြီးဖြစ်ကျွန်တော်တို့အနေနဲ့ဒါ system ဘိုင်းဝင်သွားပြီးဖြစ်ဒီဟာတွေကိုကျွန်တော်တို့ကဒီ OSI level တွေကိုနားလည်ထားမှကျွန်တော်တို့ကဒါ problem တွေကိုကောင်းကောင်းဖြေရှင်းနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော် foundation တွေနဲ့နောက်တစ်ခုထည့်ထားတာတော့ကျွန်တော်ပြီးခဲ့တဲ့ video မှာလုပ်ခဲ့တဲ့ solid design principle အကြောင်းအရာပေါ့နော်ဒါကိုကျွန်တော်အနေနဲ့ထည့်ထားဖြစ်တယ်ပေါ့နော်ကျွန်တော်စလေ့လာတော့ဆိုရင် design pattern ဆိုတာဘာမှန်းတော့မသိဘူး design pattern ဆိုတာဗါလဲအင်းဆောက်တဲ့ဟာလားဒါမှမဟုတ်လေကျွန်တော် color တွေထည့်တဲ့ pattern လားအဲ့ဒါပဲကျွန်တော်ထင်တာပေါ့နော်ကျွန်တော်တို့ဒီမှာ solid design principle ဆိုတဲ့အကြောင်းကိုလေကျွန်တော်ကထည့်ထားပါတယ်ဘာလို့လဲဆိုတော့ဒီကောင်ကပေါ့နော်ကျွန်တော်တို့နေ foundation နေနဲ့တိကိုတိထားဖို့လိုရတယ်ပေါ့နော်ဒါတိထားလို့ရှိရင်ကိုကစပြီးလေ့လာကြတဲ့ဒါတွေကိုကျွန်တော်တို့အနေနဲ့တစ်ဆင့်ထပ်လေ့လာခဲ့မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကုတ်ရေးတဲ့နေရာမှာလေ standard တွေပို့ပြီးတော့ရှိလာမယ်ကုတ်ရဲ့ quality တွေလည်းပို့ပြီးတော့တိုးတက်လာမယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ကဒီရဲ့ဟာကိုထည့်ထားဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်အနေနဲ့ step 1ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးစပြီးတော့ပြန်လေ့လာမလဲဆိုတဲ့အကြောင်းအဖြစ်တယ်ပေါ့နော်ဒါကတော့ foundation ဖြစ်တယ်ပေါ့ဒီမှာကျွန်တော်အနေနဲ့ဒါ front end လောက်မလား back end လောက်မလားကျွန်တော်မပြောသေးဘူးပေါ့နော်ကျွန်တော်အခြေခံဖြစ်တဲ့ဒီ programming တွေနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့အရင်ဆုံးလေ့လာဖို့လိုအပ်တယ်ပေါ့နော် Okay အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ကတော့နောက်တစ်ဆင့်အနေနဲ့ဒါ React တို့ဘာတို့ကျွန်တော်ကြမ်းမလုပ်သေးဘူးပြောချင်တာတော့ကျွန်တော် front end တွေ back end တွေကျွန်တော် front end ဆိုရင်ကျွန်တော် React တို့ရှိမယ် back end ဆိုရင်လည်း Express တို့ပြီးလို့ရှိရင် Nest တို့ဒါတွေကျွန်တော်တို့ချက်ချင်းမခုံသေးဘူးပေါ့နော်အဲ့လိုခုံရင်ကျွန်တော်တို့ဒါပြုတ်ကြဖို့ရကန်လို့များတယ်ပေါ့နော်အဲ့ဒီစားကျွန်တော်ကဘာကိုလေ့လာမလဲဆိုရင်ကျွန်တော်တို့ဒါ project management နဲ့ပတ်သက်တဲ့ project တွေအရင်ဆုံးလေ့လုပ်ပါမယ်။ဘာလို့လဲဆိုတော့ကိုက GitHub တွေလည်းသိပြီး programming language ကိုလည်းသိပြီးကျွန်တော်အနေနဲ့ဘာလုပ်လို့ရလဲဆိုရင် project planning လုပ်တဲ့ဟာတွေကိုဆက်ပြီးတော့လေ့လာလို့ရပြီပေါ့နော်။အဲ့ကနေတစ်ဆင့်ကျွန်တော်တို့ဒါ project management လုပ်တဲ့ဟာတွေဒီခါကျရင်ကျွန်တော်တို့ကဘာနဲ့လုပ်မလဲဆိုရင် AI နဲ့ကျွန်တော်တို့ဒါလုပ်လို့ရပြီပေါ့နော်။အပေါ် step 1မှာလည်းကျွန်တော်တို့အနေနဲ့ AI အကူအညီနဲ့ကျွန်တော်တို့အနေနဲ့လေ့လာဖို့လိုအပ်တယ်ပေါ့နော်။ဒီဘက်ခင်မှာ AI အကူအညီမပါဘဲလေ့လာမယ်ဆိုရင်ကျွန်တော်တို့ဒါတော်တော်လေးခက်ခဲတယ်ပေါ့နော်အရင်လိုမျိုးကျွန်တော်တို့ကဒါ document တွေတော့ဖတ်ဒါတွေကိုနားလည်အောင်လုပ်အဲ့လိုမျိုးလုပ်အောင် AI နဲ့ဆိုရင်ကျွန်တော်တို့ summarize လုပ်ခိုင်းပြီးကျွန်တော်တို့အနေနဲ့နားလည်အောင်မြင်မြင်ဆန်ဆန်လုပ်လို့ရပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ကဒါ product requirement document တွေ software development life cycle တွေကိုကျွန်တော်တို့ကဒီ project လုပ်ရင်းနဲ့ကျွန်တော်တို့တွေကတစ်ခါတည်းလေ့လာတော့လို့ရတယ်ပေါ့နော်ကိုကဘလို့ project ပဲလုပ်ဒီလိုမျိုး UI တွေဆွဲမှ project ဖြစ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီ command line ဟာကိုကျွန်တော်တို့လုပ်ရင်လည်းဒါ project ပဲပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီ command line interface project တစ်ခုကိုလုပ်ဖို့အတွက်ကျွန်တော်တို့အနေနဲ့ဒီ product requirement document တွေပြီးလို့ရှိရင် software development life cycle တွေကိုကျွန်တော်တို့ကဒီကနေတစ်ဆင့်လေ့လာပြီးတော့ဒီ command line project လေးတွေကိုကျွန်တော်တို့အနေနဲ့စရေးမယ်ပေါ့နော်ဒါတော့ကျွန်တော်အနေနဲ့ဒီ foundation ပြီးလို့ရှိရင်ဆက်ပြီးတော့လေ့လာမယ့်အရာဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ကဒီ Python လည်းရှိသိပြီး Java ဒါမှမဟုတ် C# လည်းသိပြီးဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင် UI နေပါတယ်ဟာတွေကိုကျွန်တော်တို့ဒါလုပ်လို့ရပြီပေါ့နော်အကြောင်းအနေနဲ့ပေါ့နော်ဒီ Java FX ပဲ33ဒါမှမဟုတ် Python ရဲ့ GUI ပဲ33ကျွန်တော်အနေနဲ့ဒီလိုမျိုး GUI လေးနဲ့ဒီ command line ဟာလေးကိုကျွန်တော်တို့က GUI ပုံစံပြောင်းပြီးတော့ဒါဆက်ပြီးတော့ကျွန်တော်တို့အနေနဲ့လေ့ကျင့်ပြီးတော့ကျွန်တော်တို့ဒါလေ့လာလို့ရပါတယ်ဒါဆိုရင်ကိုယ်အနေနဲ့ကဒီအပေါ်ကလေ့လာထားခဲ့တဲ့ဒီ language တွေကိုလည်းပို့ပြီးတော့ကျွမ်းကျင်လာမယ်ပြီးလို့ရှိရင် UI နဲ့သဘောတရားကိုလည်းကိုယ်အနေနဲ့ပို့ပြီးတော့သိလာမယ်ပြီးရင်ဒီလို project လုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီ product requirement document တွေအကြောင်းတွေ software development life cycle အကြောင်းတွေကိုကျွန်တော်တို့အနေနဲ့ပို့ပြီးတော့နားလည်လာမှာဖြစ်ပါတယ်။ဟုတ်ပြီဒါကကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါ step 2အနေနဲ့ကျွန်တော်လှုပ်ဆောင်မယ့်အရာဖြစ်ပါတယ်။ Okay နောက်တစ်ခုကတော့ step 3ပေါ့နော်။ဒီ step 3ကကျွန်တော်အနေနဲ့စပြီးတော့လေ့လာခဲ့တော့ဆိုရင်ကျွန်တော်လုံးဝဒီကောင်မထိခဲ့ဘူးပေါ့နော်။ဒီကောင်ကိုကျွန်တော်လုံးဝထိရင်လုံးဝမရှိခဲ့ဘူးပေါ့နော်။အဲ့ဒီလိုမထိတဲ့အတွက်ကြောင့်မလို့ကိုကပြဿနာတစ်ခုဖြစ်ပြီးဆိုရင်လည်းဘယ်လိုဖြေရှင်းရမှန်းလည်းမသိဘူးဘယ်နာပြဿနာဖြစ်နေလည်းမသိဘူးပြီးရင်ဒီ diagram တွေကိုဖတ်ပြီးတဲ့ခါကျရင်လည်း diagram တွေကဘာတွေကိုဆိုလိုမှန်းလဲကျွန်တော်မသိခဲ့ဘူးပေါ့နော်နောက်ပိုင်းမှာကိုယ့်ကို set study လုပ်တယ်လေ့ကျင့်တယ်အဲ့လိုကနေပြီးတော့ကျွန်တော်တဖြည်းဖြည်းလေ့လာသိမြင်ခဲ့ရတာဖြစ်တယ်ပေါ့နော်ကိုကအခုကစပြီးတော့လေ့လာမယ်ဆိုရင်အပေါ်ကကျွန်တော်တို့ step 2ပြီးသွားချိန်ကျရင်ဒီကောင်ကိုကျွန်တော်လေ့လာဖို့လိုရတယ်ပေါ့နော်ဒီဘက်ခေတ် AI ခေတ်ကြီးတဲ့မှာဒီကောင်ကအရင်အရေးကြီးတယ်ပေါ့နော် system design နဲ့ architecture
ကျွန်တော်တို့ကကိုယ်တိုင်ကုတ်မရေးရဆိုညာလေကျွန်တော်တို့ဒီ system design နဲ့ architecture ကိုကိုယ်တိုင်စဉ်းစားပြီးတော့ဆွဲနေရတော့မယ်ပေါ့နော်ဒီကောင်တွေကိုမမှန်ကန်ကိုက framework တွေချထားမှလမ်းစဉ်တွေကျွန်တော်တို့နေရာလောက်ထားမှဒီရဲ့ AI ကကျွန်တော်တို့ကိုဒီရဲ့ design နဲ့ architecture တွေတိုင်းသူတို့က implement လုပ်ပြီးမှဖြစ်တယ်ပေါ့နော်အဲ့တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒါတွေကိုကောင်းကောင်းနားလည်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နော် system design နဲ့ architecture ကိုနားလည်အောင်လုပ်ဖို့လိုအပ်ပါတယ်โอเคဒီမှာဆိုရင်ကျွန်တော်အနေနဲ့ဘယ်ကနေစပြီးတော့လေ့လာမလဲပေါ့နော်ဒီရဲ့ system design နဲ့ architecture ကိုလည်းကျွန်တော်ရဲ့ YouTube channel မှာတင်ထားပေးပါတယ်အဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ပထမဆုံးအစပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါ architecture မှာကျွန်တော်တို့ဒါအရိုးရှင်းဆုံးပဲပေါ့နော်ဘလို့ပဲ architecture ပုံစံတွေဘလို့ပြောင်းပြောင်းနောက်ဆုံးကျွန်တော်တို့ဒါ client နဲ့ server နှစ်ခုကကျွန်တော်တို့ဒါအပေးယူလောက်တာပဲပေါ့နော် client ကနေပြီးတော့လိုချင်တာတွေကို server စီတောင်းတယ် server ကနေပြီး client လိုချင်တာတွေကိုပေးတယ်ဒါပဲပေါ့နော်ဒါပေမဲ့ဒီလိုပေးတဲ့ထဲမှာကျွန်တော်တို့ထဲမှာဒါ process တွေအများကြီးဖြစ်သွားတာနဲ့ process နည်းနည်းဖြစ်သွားတာနဲ့ဒီလိုပုံစံမျိုးတွေပဲကောမှာဖြစ်ပါတယ်โอเคဒါကကျွန်တော်တို့ဒါ client server architecture ကိုကျွန်တော်စပြီးတော့လေ့လာမယ်ဘာလဲဆိုတော့ဒါက architecture ထဲမှာလုံးဝ basic ကြတဲ့ architecture ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကဒီဟာကိုမပြင်းနေလေ့လာဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်အနေနဲ့နောက်တစ်ဆင့် database တွေအကြောင်းကိုကျွန်တော်လေ့လာမှာဖြစ်ပါတယ် database မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ NoSQL တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ SQL တွေရှိမယ်ဒါတွေကိုကျွန်တော်ကတကယ်ဝင်သိအောင်ကျွန်တော်အနေနဲ့လေ့လာသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီရဲ့ database တွေကိုမသိဘူးဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ program မှာဘယ်လိုမျိုး database တွေကိုအသုံးပြုရမလဲဘယ်လိုမျိုး structure တွေအသုံးပြုရမလဲပြီးလို့ရှိရင်ဒီ database မှာလည်းကျွန်တော်တို့က NoSQL SQL တွေမဟုတ်သေးဘူးကျွန်တော်တို့အနေနဲ့ဒါ object storage တွေလည်းရှိသေးရပါတော့ဒီ object storage တွေကိုကျွန်တော်တို့အနေနဲ့ဘယ်ချိန်မှာသုံးရမလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့အနေနဲ့ကဒါလေ့လာဖို့လိုရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ခုမှပြန်ပြီးလေ့လာပါစေကျွန်တော်တို့ဒါတွေကိုဆက်ပြီးတော့လေ့လာမှာပေါ့နော်ဟုတ်ကဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်အနေနဲ့ API တွေကိုကျွန်တော်တက်ပြီးတော့လေ့လာမှာဖြစ်ပါတယ် API ဆိုတဲ့နေရာမှာကျွန်တော်တို့ဒါ REST ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ graduate ရှိမယ် graduate ရှိမယ်ပေါ့နော်ဒီအောင်တွေကိုကျွန်တော်တို့ဒါထပ်ပြီးတော့လေ့လာမှာဖြစ်ပါတယ်တကယ်တမ်း API ကကျွန်တော်တို့ဒါ5-6မျိုးလောက်တော့ရှိတယ်ပေါ့နော်ကျွန်တော်တို့လောလောဆယ်အစပိုင်းမှာတော့ဒီ REST နဲ့ဒီ graduate ကိုကျွန်တော်တို့သိလို့ရှိရင်ဒါတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်ကနေရာတိုင်းလိုမှာအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါโอเคအဲ့ဒီနောက်တစ်ဆင့်ကျွန်တော်ကဘာထပ်ပြီးတော့လေ့လာမလဲဆိုရင်တော့ API တွေအကြောင်းကိုလေ့လာပြီဆိုရင်ကျွန်တော်တို့က load balancing အကြောင်းကိုကျွန်တော်တို့ဒါခြံခဲ့လို့မရဘူးပေါ့နော်ကျွန်တော်တို့ load balancing မှာကျွန်တော်တို့ဒါ distribute တွေဘယ်လိုလုပ်မလဲ traffic တွေအရင်နဲ့မဖြစ်အောင်ကျွန်တော်တို့နေဘယ်လိုမျိုးhandling လုပ်မလဲဆိုတဲ့အကြောင်းကနေဒီ load balancing ကိုကျွန်တော်တို့ဘယ်နေရာမှာထိုင်မလဲစသဖြင့်ပေါ့နော်ကျွန်တော်တို့အဲ့အရာတွေသိဖို့အတွက်ဆိုရင်ကျွန်တော်တို့က load balancing တွေကိုကျွန်တော်တို့လေ့လာဖို့လိုအပ်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒါ content delivery network CDN ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ object တွေကိုကျွန်တော်တို့ရဲ့ဒီ content တွေပေါ့နော်ကျွန်တော်တို့ဒီမှာ image တွေရှိမယ်ကျွန်တော်ဒီမှာ HTML တွေရှိမယ်ဒါတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဘယ်လိုမျိုး host လုပ်မှာလဲဘယ်လိုမျိုး storage လုပ်မှာလဲဘယ်လိုမျိုးကျွန်တော်တို့က handling လုပ်မှာလဲပေါ့နော်ဘာလဲဆိုတော့ကိုယ့်ရဲ့ user တွေက worldwide ကနေဆင်းလာလို့ရှိရင်မြန်ဆန်ဆန်နဲ့ဒီ content တွေရရှိအောင်ကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးစမ်းဆောင်ပေးမှာလဲပေါ့နော်ဒါဒီအကြောင်းသိဖို့ဆိုရင်ကျွန်တော်တို့က CDN ဆိုတဲ့အကြောင်းအရာကိုလေ့လာဖို့လိုရတယ်ပေါ့နော် CDN မှာဆိုရင်ကျွန်တော်တို့ကဘယ်နေရာမှာ host လုပ်ပြီးတော့ဘယ်ကနေဘယ်သူကခေါ်လို့ရှိရင်အဲ့ရဲ့ host ကို host လုပ်ထားတဲ့ server ကိုလမ်းခေါ်ပြီးတော့သုံးလို့ရတယ်ဥပမာကျွန်တော်တို့ဒါ US ကလူကဂျပန် server ကိုတွားပြီးတော့ခေါ်လို့ရှိရင်ဘယ်လောက်ကြာမယ် US ကလူက US က server ကိုခေါ်လို့ရှိရင်ဘယ်လောက်ကြာမယ်ဒီလိုပုံစံမျိုးတွေကိုကျွန်တော်တို့ concept တွေကိုနားလည်အောင်ကျွန်တော်တို့နေလုပ်ဖို့လိုရတယ်ပေါ့နော်ကျွန်တော်ကတော့ load balancer ပြီးရင်ကျွန်တော်ဒီ CDN ကိုကျွန်တော်ဆက်ပြီးလေ့လာမှာဖြစ်ပါတယ်ဒါ load balancing လဲload balancer ပေါ့နော် balancing တော့မဟုတ်ဘူးဒါ balancer load balancer ဖြစ်အောင်ကျွန်တော် type ပို့လေးမှားသွားလို့ပါဟုတ်ကဲ့အဲ့ဒါတွေပြီးသွားပြီဆိုရင်ကျွန်တော်အနေနဲ့နောက်ထပ်အရေးကြီးတဲ့ဟာပေါ့နော်ကျွန်တော်တို့ကဒီကောင်တွေကိုအကုန်လုံးလေ့လာပြီးကျွန်တော်ဒီ architecture အကြောင်းတွေလည်းကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့နေသိပြီဆိုရင်ကျွန်တော်တို့ဒါ deployment တွေကိုကျွန်တော်တို့နေလုပ်ကြည့်လို့ရပြီပေါ့နော်ကျွန်တော်တို့ဒါ deployment လုပ်တဲ့ပုံစံတွေ deployment ဘယ်လိုမျိုးလုပ်တာလဲဒီလိုမျိုး deployment လုပ်တယ်ဆိုရင်လည်းကိုကလုပ်တဲ့သဘောတရားတွေပေါ့နော်ဒီ deployment မှာဘယ်လိုမျိုးအရာတွေပါဝင်လဲ CI/CD ဆိုတာပါလဲကျွန်တော်တို့ဒါ continuous integration နဲ့ကျွန်တော်တို့ဒါ continuous deployment ပေါ့နော်ဒါတွေရဲ့လုံဆောင်မှုတွေပြီး pipeline ရဲ့သဘောတရားတွေပေါ့နော်
pipeline ဆိုတာဒီ CI/CD မှ pipeline လို့ခေါ်တာမဟုတ်ဘူးเนาะ data pipeline တွေရှိမယ်ကျွန်တော် image processing pipeline တွေရှိမယ်ပေါ့เนาะကျွန်တော်တို့ဒီလိုမျိုး process တစ်ခုကိုလုပ်တဲ့အချိန်မှာအဲ့ထဲမှာ process တွေဘယ်နှခုပါဝင်နေလဲပေါ့เนาะအဲ့လိုပါဝင်နေတဲ့အရာကိုကျွန်တော်အနေနဲ့ဒါ pipeline လို့ခေါ်တယ်ပေါ့เนาะ pipeline ရဲ့သဘောသဘာဝဒီ pipeline structure တွေကိုကျွန်တော်တို့အနေနဲ့လေ့လာဖို့လိုတယ်ဒီက deployment တည်တံ့နေမဟုတ်ဘူးပေါ့เนาะကျွန်တော်အခြားသောအရာတွေအတွက်ကျွန်တော် pipeline ဆွဲလို့ရှိရင်လည်းကျွန်တော်တို့ကဒီ deployment ပုံစံမျိုးပဲကျွန်တော်တို့အနေနဲ့လုပ်ရတာဖြစ်တယ်ပေါ့เนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီရဲ့ CDN ဆိုတဲ့အကြောင်းအရာပြီးလို့ရှိရင်တော့ကျွန်တော်ကနောက်တစ်ဆင့် deployment လုပ်တဲ့အကြောင်းအရာတွေ CI/CD pipeline တွေကိုကျွန်တော်အနေနဲ့ဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။ Okay အဲ့တော့ပြီးလို့ရှိရင်တော့ကျွန်တော်ကတော့ဒါကျွန်တော်တို့ရဲ့ဒီarchitecture ပေါ့နော်ကျွန်တော်တို့ရဲ့ architecture အကြောင်းမှာနှစ်ပိုင်းရှိတယ်ပေါ့နော်ကျွန်တော် monolithic ဆိုတဲ့ architecture ရှိတယ်ပြီးရင် microservice ဆိုတဲ့ architecture ရှိတယ်ဒီနှစ်ကောင်ကကျွန်တော်တို့ဒါအရင်အရေးကြီးတယ်ပေါ့နော်အခုမှစပြီးတော့လေ့လာနေတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒီနှစ်ကောင်ကအရင်အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့အခုမှစပြီးတော့လေ့လာနေတဲ့သူဆိုရင်ဒါတတိချာချာလေးလေ့လာဖို့လိုရတယ်ပေါ့နော် monolithic ရဲ့သူ့ရဲ့ advantage သူ့ရဲ့ disadvantage ဒါတွေကိုကျွန်တော်တို့အနေနဲ့သိဖို့လိုရတယ်ပေါ့နော်ဒီ microservice ဆိုရင်လည်းသူ့ရဲ့ advantage တွေ disadvantage တွေပြီးလို့ရှိရင်ဒီကောင်မှာတောင်းရတဲ့ implementation တွေကဘယ်လိုမျိုးရှိလဲ monolithic နဲ့ရှင်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါဘယ်လိုမျိုးကွာခြားလဲပေါ့နော်အရင်နဲ့ဒါ technical ဘိုင်းရခက်ခဲမှုတွေရှိလားဆိုတော့ကျွန်တော်အနေနဲ့ဒါကောင်းကောင်းလေ့လာဖို့လိုရတယ်ပေါ့နော်ပြီးရင်ဒီ monolithic ရဲ့ structure ပုံစံတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒါ microservice ရဲ့ structure ပုံစံတွေသူ့ရဲ့သဘောတရား concept တွေဒါတွေကိုကျွန်တော်တို့ကထပ်ပြီးတော့လေ့လာဖို့လိုရတယ်ပေါ့နော်ဘာလို့ဒီကောင်တွေကိုကျွန်တော်တို့လေ့လာရလဲပေါ့နော်ဒီကောင်တွေကိုဘာကြောင့်လေ့လာရလဲဆိုရင်เนาะကျွန်တော်တို့ကကိုယ့်ရဲ့ဒီ CLI project တွေပြီးကျွန်တော်တို့ဒါ GUI နဲ့ရေးထားဟာတွေမှာရေးတော့ကတော့တိတ်မသိတာပေမဲ့ကိုကmobile လည်းလုပ်ချင်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာweb လည်းလုပ်ချင်တယ်ပြီးရင် server လည်းတစ်ခုတည်းထိုင်ချင်တယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးဟာတွေကျွန်တော်တို့နေကြုံလာပြီဆိုရင်ကိုကဒီလို monolithic architecture သွားမှာလား microservice architecture သွားမှာလားဆိုတော့ကျွန်တော်တို့နေတီးဖို့လိုအပ်လာပြီပေါ့နော်ကျွန်တော် monolithic မှာဆိုရင်ကျွန်တော်တို့ဒါ server လည်းဒီ folder ထဲမှာတစ်ခုပဲကျွန်တော်တို့ဒီမှာ mobile နဲ့တစ်ခုပဲပြီးရင်ကျွန်တော်တို့ဒီမှာ web လည်းတစ်ခုပဲပေါ့နော်ဒီလိုမျိုးတစ်ခုတည်းကိုကျွန်တော်တို့ကဒီထဲမှာထည့်တာပေါ့နော်ကျွန်တော်တို့ဒီ monolithic structure ရဆိုရင်ဒီထဲမှာပဲအကုန်လုံးစုပြုံပြီးထည့်ထားတာ microservice ဆိုရင်ကျွန်တော် server ကတစ်ခုပြီးရင်ကျွန်တော် mobile ကတစ်ခုပြီးရင်web ကတစ်ခုပေါ့နော်ဒီလိုပုံစံမျိုးနဲ့သွားတာဖြစ်တယ်ပေါ့နော်ပြီးရင် server ထဲမှာဆိုရင်လည်းသူ့ရဲ့ service တွေရှိအောင်မယ်ကျွန်တော်တို့ဒီမှာတခြားသော service တွေထပ်ပြီးတော့ရှိအောင်မယ်ပေါ့နော်ဒီလို service သေးသေးလေးတွေကိုထပ်ပြီးတော့ခွဲပြီးတော့သူ့ရဲ့တည်တံ့ database တွေနဲ့ကျွန်တော်တို့ကထိုင်ထားပေးရတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့အခက်အခဲရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့လေကိုယ်ကစပြီးတော့လေ့လာပြီးဆိုကြတဲ့ကဒီရဲ့ architecture အကြောင်းဒီ monolithic နဲ့ microservice အကြောင်းအရာကိုကျွန်တော်အနေနဲ့လေ့လာဖို့လိုအပ်ပါတယ်ဒါကကျွန်တော်တို့ဒါ system architecture အပိုင်းပေါ့နော်ဒီကောင်တွေကိုကျွန်တော်တို့အကုန်လုံး AI နဲ့အတူတူလေ့လာဖို့လိုရတယ်ပေါ့နော် AI မပါဘဲကိုယ့်ကိုလေ့လာမယ်ဆိုရင်နည်းနည်းတော့အခက်အခဲလေးတော့ရှိမယ်ရှားဖွေရတာလေးတော့နည်းနည်းတော့ရှုပ်တယ်ပေါ့နော် AI နဲ့ဆိုရင်ကျွန်တော်တို့ကstudy law တော့ပို့ပြီးတော့မြန်ဆန်တယ်ပေါ့နော်Okay နောက်တစ်ခုတော့ကျွန်တော်တို့ဒီရဲ့ architecture တွေကိုလည်းတည်ပြီးဒီ load balancer ဆိုတာဘာလို့တာလဲ API ဆိုတာဘယ်လိုမျိုးလဲ REST ဆိုရင်ဘယ်လိုမျိုးအလုပ်လုပ်လဲ graduate ဘယ်လိုမျိုးလုပ်လဲပြီးရင် database မှာဘယ်လိုမျိုးရှိလဲ object storage တွေကိုဘယ်လိုမျိုးသွားရမလဲ client server architecture တွေကိုဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတော့ကိုတည်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာစပြီးတော့ကိုကရွေးချယ်လို့ရတယ်ပေါ့နော်ကိုကဒီ mobile ဘက်ကိုလောရတာဝါသာပါလား web ဘက်ကိုလောရတာဝါသာပါလားပေါ့နော်ဒါကိုကျွန်တော်တို့အနေနဲ့ရွေးချယ်လို့ရပါပြီကျွန်တော်ကတော့ဒီညမှာဗာရွေးချယ်မလဲဆိုရင်ကျွန်တော်က web ကိုအရင်ဆုံးရွေးချယ်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ mobile ကရှုပ်တယ်ပေါ့နော်ရှုပ်တယ်ဆိုတာကဒီ mobile device တွေနဲ့ဒါတိုက်ရိုက်ချိတ်ပြီးတော့ကျွန်တော်တို့ရဲ့ရေးရမှာဖြစ်တဲ့ကြောင်းမလို့ပေါ့နော်ဒါကတော့နည်းနည်းလေးရှုပ်တယ်ဖြစ်နိုင်ပြီဆိုရင်တော့ဒါ web ကနေအရင်စပါနော် web ကနေစပြီးတော့ကိုကဒီအပေါ်ဟာတွေကိုလည်းကောင်းကောင်းသုံးသပ်ပြီးအလုံးဒီကအပေါ်ကောင်နေနဲ့ကျွန်တော်တို့ကဒီ system design architecture တွေလည်းကောင်းအောင်ဆွဲတတ်ပြီးပြီးရင် programming language တွေရဲ့ foundation ရာကျွန်တော်တို့ဒါ programming language တွေကိုလည်းတေချာလေးနားလည်ပြီး project management တွေကိုလည်းလုပ်နိုင်ပြီဆိုရင်ကျွန်တော်တို့က web လည်းတည်ပြီဆိုရင်ကျွန်တော်တို့ဒါ mobile ကိုကျွန်တော်ဆက်သွားလို့ရပြီဘာလို့လဲဆိုတော့ mobile မှာကျွန်တော်တို့ကမတူညီတဲ့ language တွေကိုထပ်ပြီးတော့သင်ရမှာဖြစ်တယ်ဒါပေမဲ့ကိုက Java သင်ထားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ Flutter တွေပြီး Kotlin တွေဒါတွေကိုကျွန်တော်တို့အနေနဲ့ဒါကောင်းကောင်းလုပ်နိုင်တယ်ပေါ့နော်Swift ကတော့ဒါ objective C နဲ့ရေးရတာဖြစ်တယ်ဒါလည်းတိတ်ပြီးတော့မကွာဘူးပေါ့နော်တိတ်ပြီးတော့မကွာဘူးဒါပေမဲ့ဒါကျွန်တော်တို့က
ဒီကောင်တွေကိုကျွန်တော်တို့ကထပ်ပြီးတော့လေ့လာမှာဖြစ်တယ်ပေါ့နော် web ဆိုရင်တော့ကျွန်တော်တို့ဒါ HTML CSS JavaScript ဒါပြီးလို့ရှိရင် TypeScript ဒါတွေကိုထပ်ပြီးတော့ကျွန်တော်တို့အနေနဲ့လေ့လာဖို့လိုအပ်တယ်ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ကြိုက်နေတဲ့ရပါတော့ကျွန်တော်ကတော့ဒီမှာကျွန်တော်ရဲ့ကိုယ်ပိုင်မြင်ရကျွန်တော်ကတော့ React ကိုထည့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Node.js ပေါ့နော်ဒါကိုကျွန်တော်တို့ထည့်ထားပါတယ်ဒါပေမဲ့ကိုကဒါမကြိုက်ဘူး Angular လေ့လာခြင်းလဲဆိုရင်လည်း Angular လေ့လာလို့ရတယ် Vue လေ့လာခြင်းလဲဆိုရင်လည်း Vue ကိုလေ့လာလို့ရပါတယ်ဒါကိုယ့်ရဲ့ကြိုက်တဲ့ကိုပေါ့နော်ကျွန်တော်ကတော့ React နဲ့ Node.js ကိုကြိုက်တဲ့အတွက်ကြောင့်လို့ကျွန်တော်ကဒါထည့်ထားပါတယ်ဒီမှာတစ်ခုရှိတာကျွန်တော် server ဘိုင်းတော့မထည့်ရသေးဘူးပေါ့နော် server ဘိုင်းဆိုရင်တော့ကျွန်တော်ကဒါ Express ကိုကျွန်တော်ကရေးမှာဖြစ်ပါတယ် Node Express ပေါ့နော် Node Express ရဲ့ပြီးလို့ရှိရင်ကျွန်တော်ဒါ Nest ပေါ့နော် Nest.js ကိုကျွန်တော်ကသုံးမှာဖြစ်ပါတယ်ဒီကောင်တွေကတော်တော်လေးကိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒါ Node Express ရလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Nest ကိုသွားရရှင်ရရင်လည်းဒါမခက်ခဲတော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်လို့ကျွန်တော်က server ဘိုင်းဆိုရင်ကျွန်တော်ကဒီကောင်တွေကိုရွေးချယ်မှာဖြစ်ပါတယ်ဒီကောင်တွေကပို့ပြီးတော့ကောင်းပါတယ်โอเค mobile ကတော့ကျွန်တော်တို့ဒါကိုကြိုက်နေတဲ့ရပါတော့ကိုက all in one ကြိတ်ချင်တယ်ဆိုရင်တော့ Flutter ရွေးလို့ရတယ်ကျွန်တော် iOS အတွက်ပဲဆိုရင်တော့ Swift ကိုသွားလို့ရတယ် Android တက်ဆိုရင်ကျွန်တော်တို့ဒါ Kotlin ကိုသွားလို့ရတယ်ပေါ့နော်ဒါကတော့ကိုရဲ့ကြိုက်နေတဲ့ရနဲ့ကိုသွားလို့ရတယ်တခုရှိတာကတော့ iOS လောက်လို့ရှိရင်တော့ MacBook တော့လိုတယ်ပေါ့နော်အဲ့တခုတော့ရှိတယ်ပေါ့နော်ကျန်တာကတော့ကျွန်တော် Linux နဲ့ပဲကြုံပါနဲ့ပဲကြုံကြိုက်တဲ့ရနဲ့လောက်လို့ရတယ်ကျွန်တော်တို့ဒါ iOS တခုပဲပေါ့နော်အဲ့တော့ကျွန်တော်ဒါ MacBook လိုရပါတယ်ဘာလို့လဲဆိုတော့ Xcode တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်โอเคကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော် web သွားမယ် web သွားပြီးတော့ကျွန်တော်ဒီမှာReact တို့ Node.js တို့ဒါတွေကိုကျွန်တော်အနေနဲ့လေ့လာမယ်ပြီးရင်ကျွန်တော် Express ဒီ Nest.js ဒီ backend ဘိုင်းကျွန်တော်အနေနဲ့လုပ်မယ်ပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော်အနေနဲ့ဒီ Flutter ကိုပြန်လေ့လာမယ်ပေါ့နော်ကျွန်တော်ကတော့ Flutter ကိုရင်သွားပါမယ်ပြီးတော့မှကျွန်တော် Swift ကိုကျွန်တော်ပြန်ပြီးတော့သွားပါမယ်ဒါတော့ကျွန်တော်သွားမယ်ပုံစံပေါ့နော်ဒါကြီးနေညီကိုတွေထဲမှာလည်းကိုကြိုက်နေတဲ့ကိုသွားလို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်အနေနဲ့အခုချိန်မှာပြန်ပြီးလေ့လာမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးဆက်ပြီးတော့လေ့လာမှာပေါ့နော်โอเคအဲ့ဒါပြီးရင်ကျွန်တော်နောက်ဆုံးခြံခဲလို့မရတဲ့ဟာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ AI ပေါ့နော်ကျွန်တော်စလေ့လာတဲ့ချိန်တော့ဆိုရင် AI ဆိုတာဘာမှတော့မသိဘူးပေါ့နော်ကျွန်တော် AI ဆိုတာ game ထဲမှာပါတဲ့ဒီ enemy ရဲ့ဒီ NPC character တွေပဲသိတယ်ပေါ့နော်ကျွန်တော်အနေနဲ့စပြီးလေ့လာတော့ AI ကြောင်းလည်းအဲ့လောက်ထိမသိဘူးအဲ့ဒီ NPC character တွေအလုပ်လုပ်တဲ့ပုံစံတွေဘယ်လိုမျိုးtrigger တွေပေးရမလဲဘယ်လိုမျိုး action တွေပေးရမလဲဘယ်လိုမျိုး assign တွေပေးထားမလဲဆိုတာကိုပဲကျွန်တော်နားလည်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကလည်း game development နေစပြီးတော့လာခဲ့တဲ့လူဆိုတော့ပေါ့နော် Okay ပြီးရင်ကျွန်တော်ကဒီရဲ့ step မှာ AI ကိုကျွန်တော်ထပ်ပြီးတော့လေ့လာပါမယ်ဒီဘက် kit ကြီးထဲမှာဒီကောင်ကိုကျွန်တော်မလေ့လာလို့ရှိရင်ကျွန်တော်နောက်ကောက်ကြံခဲ့မှာပေါ့နော်သူကဘလို့ပဲပြောဘာပဲလုပ်ကျွန်တော်တို့ AI ကိုတော့မဖြစ်မနေလေ့လာဖို့လိုရတယ်ပါလေ AI ကိုလေ့လာတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့က machine learning တွေကိုလေ့လာဖို့မဟုတ်ဘူးကျွန်တော်ဒီရဲ့AI concept တွေကိုကျွန်တော်တို့လေ့လာဖို့မဟုတ်ဘူးเนาะဖြစ်နိုင်မယ်ဆိုရင်တော့အဲ့ဒါတွေကိုထပ်ပြီးတော့လေ့လာစေချင်တော့ဗောနော်အဲ့ဒါတွေကကျွန်တော်ကိုယ်ပိုင် model တွေကို tuning လုပ်လို့ရတယ်ပြီးရင်ကျွန်တော်ဒါတခြားတော့ဟာတွေကျွန်တော်ဆက်ပြီးတော့လုပ်လို့ရတယ်ဗောနော်ဒီမှာတော့ကျွန်တော်ထည့်ထားတာတော့ကျွန်တော် AI ကိုလေ့လာမယ် AI ကိုကျွန်တော်အနေနဲ့ AI integration ဘယ်လိုအသုံးပြုလို့ရလဲကိုယ့်ရဲ့ application မှာကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒီလိုမျိုးလေ့လာပြီးလို့ရှိရင်နောက်တစ်ခုကတော့ MCP server တွေကိုရဲ့အကြောင်းကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒါက MCP server ကတော့ကျွန်တော်တို့ဒါ AI တွေကိုအသုံးပြုခွင့်ပေးတာပေါ့နော်ကျွန်တော်တို့အနေနဲ့ChatGPT တို့ Gemini တို့ကနေတဆင့်ကျွန်တော်တို့ကကိုယ့်ရဲ့ app တွေကိုဒီရဲ့ MCP server လုပ်ပြီးတော့ကျွန်တော်တို့က key တွေပေးတိုင်းချိန်ထားပြီးဆိုရင်ကျွန်တော်တို့ဒီ MCP server နဲ့ကျွန်တော်တို့ဒါ AI ကိုကျွန်တော်တို့ရဲ့ဟာကိုပေးသုံးနိုင်တယ်ဖြစ်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒါ agentic AI workflow ပေါ့နော်ဒီ agentic AI workflow ကအရေးကြီးတယ်ပေါ့နော်ဒီဘက်က agentic AI ဖြစ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကဒီ agentic AI နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ရဲ့ထပ်ပြီးတော့လေ့လာဖို့လိုတယ်အဲ့ဒါပြီးလို့ရှိရင်ကိုက MCP server တွေအကြောင်းလဲသိပြီး agentic AI တွေအကြောင်းလဲသိပြီးဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒါ AI orchestration ပေါ့နော်ဒီ AI orchestration ကိုကျွန်တော်အနေနဲ့ဒီကြောက်ပေါက်လေးကိုလေ့လာဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က agent တွေအများကြီးကနေ sub agent တွေကိုကျွန်တော်တို့ဘယ်လိုမျိုးစီမံမလဲပြီးရင်ကျွန်တော်တို့ဒါ agent တွေကိုဘယ်လိုမျိုးခိုင်းထားမလဲဘယ်လိုမျိုး background job မှာဘယ်လိုမျိုးတွေလောက်ထားခိုင်းမလဲဆိုတဲ့ဟာတွေ AI ကပဲ AI ကိုပြန်ခိုင်းတဲ့ဟာတွေဒါလိုမျိုးဟာတွေကိုကျွန်တော်တို့လုပ်နိုင်ဖို့ဆိုရင်အရှိက MCP တွေ agentic AI workflow တွေ agentic AI အလုပ်လုပ်တဲ့ပုံစံတွေ AI အလုပ်လုပ်တဲ့ပုံစံတွေကိုကောင်းကောင်းနားလည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုနားလည်ပြီးတော့မှကျွန်တော်တို့ကဒီရဲ့နောက်က AI orchestration AI harness ဒါ
ဒါတွေကိုကျွန်တော်အနေနဲ့ဆက်ပြီးတော့လေ့လာပြီးတော့လုပ်လို့ရမှာဖြစ်တယ်ပေါ့နော် Okay ဒီကတော့ကျွန်တော်အနေနဲ့ပေါ့နော်အခုမှသာစပြီးကျွန်တော်ဒါပြန်ပြီးတော့လေ့လာခွင့်ရမယ်ဆိုရင်ကျွန်တော်ကဒီရဲ့အချက်၅ချက်လုံးကိုကျွန်တော်လေ့လာတော့မှာဖြစ်တယ်ပေါ့နော်ကျွန်တော်အချက်၅ချက်ကတော့တော်တော်များတယ်ပေါ့နော်ဒါပေမဲ့လည်းအချိန်ပေးပြီးတခြားလေ့လာမယ်ဆိုရင်တော့ကျွန်တော်တို့ဒါ6လလောက်နဲ့တင်ဒီကောင်ကိုကျွန်တော်တို့ဒါ cover ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုက fully ကျွန်တော်နားလေခြင်းနဲ့ကျွန်တော်လုံးဝအလုံးစုံသိကျင်တယ်ဆိုရင်တော့6လနဲ့တော့မရဘူးပေါ့နော်ကျွန်တော်တို့ဒါပုံမှန်လေးလေ့လာသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒါတစ်နှစ်ခွဲလောက်တော့လိုအပ်တယ်ပေါ့နော်ကိုကstudy လုပ်တဲ့အားလည်းကောင်းတယ်ပြီးလို့ရှိရင် consistency လည်းဖြစ်မယ်ဆိုရင်တော့ဒါ6လလောက်နဲ့တော့ကျွန်တော်တို့နေရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့လေ့လာတော့ဆိုရင်ကျွန်တော်အလောက်ထိအချိန်မီလိုက်ရအောင်ပေါ့နော်။ဒါတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်။ချို့ကြလဲ slow learner ပေါ့နော်။ slow learner ဖြစ်တဲ့လူကတော့တေချာလေးလေ့လာပါသူ့ရဲ့အကြောင်းအရာလေးတွေ concept တွေကိုနားလည်အောင်လုပ်ပါပေါ့နော်။ concept တွေမသိလို့ရှိရင်ဒီဘက်ကကျွန်တော်တို့ ਨੇ မလွယ်ဘူးပေါ့နော်။ကျွန်တော်တို့ဒီရဲ့အကြောင်းအရာတွေက concept တွေကအရင်ရေးကြည့်ရပေါ့နော်။ Okay ဒါတော့ကျွန်တော်အနေနဲ့ပေါ့နော်။အခုနေတာကျွန်တော်ဒါပြန်ပြီးတော့လေ့လာခွင့်ရမယ်ဆိုရင်ကျွန်တော်ကဒီဟာတွေကိုကျင်းသေးပေါ့လေ့လာဖြစ်မှာဖြစ်ပါတယ်။ Okay ဒီဗီဒီယိုကတော့ဒါတော့ပါပဲ။ဒီဟာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေတာရှိတာပဲဖြစ်ဖြစ်မေးချင်တာရှိတာပဲဖြစ်ဖြစ်အကြံဉာဏ်တောင်းချင်တာပဲဖြစ်ဖြစ် comment မှာဝင်ရောက်ဆွေးနွေးသွားပြီလို့ရပါတယ်။ကျွန်တော်တို့ဒီနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။အားလုံးပဲ happy ကောက်တွေပါ။